အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘေးရင်းနဲ့ရတရားအစီအမံဆရာအောင်ဘုံမြတ်ပါအခုကျွန်တော်တင်ဆက်ပေးသွားမယ့်ရတရားလေးကတော့ခုနှစ်သားသမီးများအတွက်ကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှအတိုက်ခံကြုံတွေ့နေရတဲ့သူတွေဘလို့အတိုက်ခံမျိုးကြုံတွေ့နေရတဲ့သူတွေအတွက်ပို့ပြီးတော့တက်ရောက်မှုရှိလဲဆိုရင်ပေါ့နော်လုပ်ဖို့ကင်ဖက်လုပ်ငန်းတူလုပ်တဲ့သူလုပ်ငန်းရှင်တော်ဖြစ်စေဝန်ထမ်းတော်ဖြစ်စေအကျိုးသက်ရောက်မှုရှိပါတယ်ဒီရတရားလေးဟာကိုယ့်ပေါ်မှာမနာလိုမုန်းတီးပြီးတော့မှကိုလှုပ်သမျှအရာတိုင်းကိုမကောင်းဘက်ကနေမကောင်းတဲ့ရှုထောင့်ကနေပဲဝေဖန်ပိုင်းခြားပြီးတော့မှမကောင်းတာတွေကြီးပဲလိုက်ပြီးတော့မှကိုယ့်ကိုတိုက်ခိုက်နေတဲ့သူတွေကိုယ့်ပေါ်မှာဖန်ပြန်လိုက်ပြီးတော့မှမေတ္တာစိတ်လေးပြန်ဝင်လာအောင်လို့စီမံတဲ့ရတရားလေးဖြစ်ပါတယ်။ဘာကြောင့်မေတ္တာစိတ်လေးပြန်ဝင်လာအောင်လို့လုပ်ရမယ့်ရတရားလေးလဲဆိုတော့ကိုယ့်ပေါ်မကောင်းလာလုပ်တဲ့သူပေါ်မှာကိုကပြန်ပြီးတော့မှဘယ်လိုခေါ်မလဲမကောင်းတာကိုပြန်ပြီးတုံ့ပြန်တယ်ဆိုရင်မကောင်းပါဘူးဒါလုံးဝမကောင်းတဲ့အရာပါတုံ့ပြန်ခြင်းဆိုတဲ့အရာကဘယ်တော့မှမကောင်းပါဘူးအဲ့ဒါကြောင့်ကိုယ့်ကိုဒုက္ခလာပေးတဲ့သူလည်းဒုက္ခပေးခြင်းစိတ်မရှိအောင်ကိုယ့်ပေါ်မှာဝေဖန်ပြီးတော့မှမကောင်းတဲ့ဖက်တွေကိုဝေဖန်ခြင်းစိတ်မရှိအောင်ကိုယ်တိုင်မှာကာကွယ်ပြီးတော့မှလုပ်တဲ့ရတရားလေးဖြစ်ပါတယ်ဗျာရတရားလေးကတအားလွယ်ပါတယ်လွယ်ကူတယ်ရိုးရှင်းတယ်ထီအောင်မှုရှိတယ်ခုနှစ်သားသမီးများအောင်မြင်တဲ့သူတွေလည်းအများကြီးပဲဒီရတရားနဲ့ထူးခြားသွားတဲ့သူတွေလည်းအများကြီးပဲเนาะဒါကကျွန်တော်တတ်မေတ္တာနဲ့မျှဝေပေးတာဖြစ်ပါတယ်လိုအပ်မဲ့ပစ္စည်းလေးတွေကတော့ကျွန်တော်တို့ဒီအနီရောင်ပိတ်စလေးတစ်စလိုနဲ့ပြီးတော့အရေးကြီး main point ကတော့ဆေးတံလေးပေါ့ဆေးတံဆေးလေးတောက်တဲ့ဆေးတံเนาะဆေးတံလေးတစ်ခုလိုမယ်အဲ့ဆေးတံလေးတစ်ခုလိုမပြီးတော့ဖျောင်းတိုင်လေးတစ်တိုင်လိုပဲဗျဒီရပုံစံဘယ်လိုလုပ်ရမှာလဲဆိုတော့ပိတ်စအနီလေးကိုခင်းပါကိုယ်အိမ်ရဲ့တန်ရှင်းတဲ့နေရာဖျားစင်အောက်တို့ဖျားစင်ပေါ်တော့မလုပ်ပါနဲ့ဖျားစင်အောက်တို့ကိုယ်အိတ်တဲ့ခေါင်းရင်းဘက်တို့နော်ဘယ်လိုတန်တန်ရှင်းရှင်းဖြစ်မဲ့နေရာလေးတစ်နေရာမှာလုပ်ပေးရမှာဖြစ်ပါတယ်လုပ်ရမှာတော့ဘယ်လိုလဲဆိုတော့အနီရောင်ပိတ်စလေးကိုခင်းပါခင်းပြီးပြီဆိုဆေးတံလေးကိုပိတ်စလေးပေါ်တင်ပါတင်ပြီးပြီဆိုရင်အဲ့ဒီဆေးတံလေးပေါ်မှာဖျောင်းတိုင်လေးထုံးညိတ်ပူဇော်ပြီးတော့မှတေချာလေးဆူတောင်းပါနှက်ကောင်းနှက်မြတ်တွေကိုဟာစောင့်ရှောက်လာပါလိမ့်မယ်ကိုမနာလိုမုန်းတီးပြီးတော့မှမကောင်းကြည့်ပဲလိုက်ပြီးတော့မှတိုက်ခိုက်နေတဲ့သူတွေလည်းကိုယ့်ပေါ်မှာတိုက်ခိုက်ရှင်စိတ်ပျောက်ကင်းလာပြီးတော့မှမေတ္တာစိတ်လေးတွေဝင်လာပါလိမ့်မယ်နော်ဒီရတရားလုပ်ပေးတာကကိုကသူများတခြားသူတယောက်ကိုဘယ်လိုခေါ်မလဲတုတ်ပြန်တယ်လို့လည်းခေါ်တာပေါ့ဒါပေမဲ့အကောင့်ဘက်ကတုတ်ပြန်လိုက်တော့ကိုကကုသိုလ်လည်းရတယ်ကိုအတွက်လည်းစိတ်ချမ်းသာတယ်အဓိကစိတ်ချမ်းသာတဲ့ရတရားလို့ခေါ်လို့ရတယ်ဗျဒီရတရားကဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆရာပေးတဲ့ရတရားလေးတွေနဲ့အဆင်ပြေကြပါစေအောင်မြင်ကြပါစေတကယ်ကိုတရားပျော်ရွှင်တဲ့မိသားစုဘဝတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလုပ်ငန်းတွေမှာလည်းအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးများလည်းဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ